ကျွန်တော်မိဘတွေကကျွန်တော်ငယ်လေးကတည်းကမင်းအင်ဂျင်နီယာဖြစ်ရမယ်မင်းကဆရာဝန်ဖြစ်ရမယ်မင်းကဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုပြီးတော့အဲ့လိုအတင်းကျပ်ခိုင်းစေခဲ့ရတယ်အခုမှမရှိခဲ့ဘူးကျွန်တော်ဖြစ်ချင်တဲ့ຢာတွေတော်တော်များများကိုလည်းအဲ့လိုကျွန်တော် support လုပ်ခဲ့ကြတာများတယ်ကျွန်တော်ဘောလုံးကန်ခြင်းနဲ့ဆိုရင်လည်းဘောလုံးအင်ကြီးတွေဘောလုံးဖက်နက်တွေအဲ့လိုလုပ်ပေးခဲ့ရများတယ်အဲ့တော့ကျွန်တော်တခါလေးမှကျွန်တော်ကန်တဲ့ဘောလုံးပွဲတွေတောင်မှကျွန်တော်အဖေလိုက်ကြည့်ခဲ့တဲ့ပွဲတွေလည်းရှိတယ်အဲ့တော့ငယ်လေးကတည်းကကျွန်တော်ကလွတ်လပ်နေခဲ့ရတယ်အဲ့လိုအချုံနှောင်နေမရှိခဲ့ဘူးမင်းကဘာဖြစ်ရမယ်မင်းဒါလုပ်ကိုလုပ်ရမယ်ဆိုတော့ခိုင်းစီမှုတွေနဲ့ကျွန်တော်ဘယ်လိုကြီးပြင်းလာခဲ့ရတာမဟုတ်ဘူးပေါ့အဲ့တော့ဒီတစ်ခါလေးမှကျွန်တော်အမရေလုံးလို့ကျွန်တော်မိဘတွေကဆုံးပါတယ်ဆိုရင်လည်းဒေချာလေးစနစ်တကျဆုံးပါခဲ့တာများတယ်ကျွန်တော်ဖေဆိုရင်ကောင်းတာလုပ်လို့ရတယ်ကောင်းကျိုးနဲ့ဆိုးတာလုပ်လို့ရတယ်ဆိုးကျိုးနှစ်ခုကိုရှင်းပြီးတော့အဖေကတော့ဒီဟာတွေရွေးခဲ့တယ်မင်းဆိုရင်ရောဘယ်ဟာရွေးမှလဲဘယ်ဟာရွေးတာကောင်းမယ်ထင်လဲဆိုတဲ့ပုံစံနဲ့ကျွန်တော်ဆုံးပါခဲ့တာများတယ်ဒါပေမဲ့ကျွန်တော်မိဘတွေကမင်းဘာလို့မှန်နေဆိုတဲ့ထဲမှာတော့မပါဘူးတခုခုဘေးကလူကြီးနဲ့ကျွန်တော်ပြဿနာတွေဖြစ်တယ်ဆိုတော့မှတစ်ဖက်လူကမှန်နေဆိုရင်တစ်ဖက်လူဘက်ကနေပါပြီးတော့ကျွန်တော်ဆုံးပါတယ်ကျွန်တော်ဘက်ကမှန်နေဆိုရင်လည်းကျွန်တော်ဘက်ကနေအဖေနဲ့မေရက်တည်ပေးတယ်မိဘတွေဆုံးမနဲ့ပတ်သက်ပြီးတော့အဲ့လိုကျွန်တော်တငယ်ချင်းတယောက်အကြောင်းပေါ့ကျွန်တော်အတီတယောက်အကြောင်းကိုကျွန်တော်ပြောပြမယ်အဲ့တော့သူ့မိဘကအဲ့လိုအရန်စီကံကြီးရယ်အဲ့လိုဖက်နက်ဆိုလဲဒီနေရာဖက်နက်ချွတ်ဆိုဒီနေရာပဲဖက်နက်ချွတ်တာတခြားနေချွတ်လို့မရအဲ့လိုငယ်တော့ဆိုကျွန်တော်တို့အဆင်ပြေရဗျာအဲ့လိုညနေလူဆိုစီနည်းနည်းအတင်းဆိုဘီတို့အဲ့လိုတော်တဲ့လူဆိုရင်အေးဘလက်တို့ပေးရရှိတယ်အဲ့လိုကျွန်တော်တငယ်ချင်းရဲ့မိဘကကြတော့အေးနဲ့အေးဘလက်မရရင်သူ့သားကိုရိုက်တာတခါလေးမှကျောင်းပေါ်တွေပါလေဖြစ်ကျွန်တော်တို့ကျောင်းဆင်းပြီဆိုဆင်းသွားကြတဲ့အချိန်ကျောင်းပေါ်မှာကိုအဲ့လိုသူ့ကိုရိုက်နေရတယ်ကျွန်တော်တွေ့ရပေါ့အဲ့တော့အဲ့မဲ့ तू ကငယ်တော့စတော့တယ်အဲ့တော့ရက်ဒီပါတွေသူ့အမေကလည်းရက်ဒီပါမတော့ဦးစီးလေးတွေဘယ်တော့မတော့ရဘူးဆိုပြီးတော့အဲ့လိုပိတ်ပင်ထားတာပေါ့ကျွန်တော်အဲ့ငယ်လေးကတည်းကကျွန်တော်မိဘတွေကမင်းဆေးလေးမတော့နဲ့နော်မင်းကိုမစားနဲ့နော်မင်းရက်မတော့နဲ့ဘီယာမတော့နဲ့ဆိုပြီးတော့ကျွန်တော်အဲ့လိုအတင်းချက်ကြီးမင်းမလုံးနဲ့ဆိုပြီးတော့အဲ့လိုပိတ်ခရတယ်မရှိဘူးအဲ့ကျွန်တော်တငယ်ချင်းနဲ့ရှင်ရင်တော့အဲ့ငယ်တုန်းကသူကရမ်းစာတော့တယ်အဲ့လိုသူပဝန်းကျင်ကလည်းချီကျူးခံရတယ်သူကအနေနဲ့အေးတယ်ပဲပြောရမှာပေါ့ကျွန်တော်ကငယ်ကလေးမှပျော်နေရတယ်လို့ဆိုတော့ဟိုပြေးတယ်တီးပြေးတယ်အဲ့လိုထင်ပဲပါတယ်အဲ့တော့ကျွန်တော်တငယ်ချင်းသူ့မိဘတွေအပေါ်မှာအကုန်လုံးကျဉ်တဲ့မှုတွေပေးနိုင်တယ်ဘာလို့လဲဆိုတော့သူကစာတော်တော့စီကန်းရှိတယ်စာတော်တယ်ဆိုတော့ဆရာမတွေကလည်းချစ်ကြတယ်မိဘတွေအချင်းချင်းဆိုရင်တော့မဟာနင်သားစာတော်တယ်ငါသားတော့မတော်ပါဘူးဆိုပြီးတော့ပုံစံနဲ့မိဘတွေကြားထဲမှာတော့မှကျွန်တော်တငယ်ချင်းရဲ့မိဘမျက်နှာပွင့်နေပဲပြောအောင်အဲ့ဒီအသက်အရွယ်အဲ့ဒီချိန်တော့ကတော့ကျွန်တော်မိပါတယ်အဲ့လိုမျက်နှာပို့အောင်လည်းကျွန်တော်လုံးမပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်ကအဲ့လိုအញ្ញိုင်းထဲမှာလည်းမပါဘူးကျွန်တော်အဲ့လိုအရင်တောင်းနေတဲ့ထဲမှာလည်းမပါဘူးကျွန်တော်အဲ့လိုအလေလက်လောက်ပဲပေါ့အဲ့တော့အဲ့ဒီချိန်ကြီးကနေကြောပြီးတော့ကျွန်တော်တို့အတန်းနေနေကြီးလာတဲ့အဲ့လိုအသက်နေနေကြီးလာချိန်ကျမိဘနဲ့ခွဲရမယ်အချိန်ကိုရောက်လာတယ်မိဘနဲ့ခွဲရမယ်ချိန်ရောက်လာတော့ကျွန်တော်ကတော့လွတ်လပ်မှုလိုပဲမြင်ပြီးတော့ကျွန်တော်တငယ်ချင်းကကြတော့အဲ့လိုမဟုတ်တော့ဘူး तू ကမိဘရင်းနဲ့ရှိတော့ကျတော့ဖက်နက်တောင်မှကိုချွတ်ချင်တဲ့နေရာမချွတ်ရစီးတွေဘောင်တွေတို့မှ तू ကအဲ့လိုနေခဲ့ရတော့မိဘနဲ့ဝေးတဲ့ချိန်ကျတော့လွတ်လပ်မှုလိုမမြင်မဲနဲ့လွတ်မြောက်မှုလိုမြင်ပြီးတော့လမ်းမတွေရောက်ကုန်တော့အဲ့တော့ရင်တော့စားတွေရန်တော်စီကန်းတွေရန်ရှိရဲ့ကျွန်တော်တငယ်ချင်းကတဖြည်းဖြည်းနဲ့စားတွေညံ့လာတယ်စီကန်းနေလည်းမရှိတဲ့လောက်ဖြစ်လာတယ်ပေါ့ကျွန်တော်ကကြတော့ပုံမှန်ပဲဒီအရင်တော့ငယ်တော့လည်းဒီပုံစံပဲကြီးရောလည်းဒီပုံစံပဲဒီတိုင်းလေးပဲဖြစ်နေတော့မယ်ငယ်လေးအသက်လေးကြီးလာတော့စီကန်းမရှိရမကောင်းဘူးစီကန်းရှိရမယ်ဆိုတဲ့အတွေးကခေါင်းထဲမှာတူလိုဝန်းလာပြီးတော့စီကန်းနေရှိပြလာတယ်တခုခုဆိုလဲတခြားလေးလှုပ်ဖြစ်လာတယ်ပေါ့ဒီလိုဖြစ်ကလဆန်လှုပ်တဲ့အကျင့်အနေပြီးတော့တခြားလေးလှုပ်တဲ့အကျင့်လေးကိုဖြည်းဖြည်းချင်းနဲ့ဖြစ်လာတယ်ပေါ့ကျွန်တော်အတိတငယ်ချင်းကတော့ဖြည်းဖြည်းကြာလေးလို့လမ်းမရောက်လာလေပဲဆေးလေးတွေတောက်လိုက်ကိုနေစားလိုက်ကျွန်တော်ဆိုရင်ခုချိန်ထိဘာမွေးစီဝါနဲ့ပတ်သက်ပြီးမှကျွန်တော်မလုပ်သေးဘူးအဲ့တော့ကျွန်တော်တငယ်ချင်းဆိုရင်တော်တော်များများလှုပ်ဖြစ်နေပြီဖြည်းဖြည်းနဲ့ကျွန်တော်တကယ်ချင်းကျွန်တော်တွေကြားအရင်ကွဲပြားမှုတွေဖြစ်လာတယ်ဒါပေမဲ့တူတာတခုရှိတယ်အဲ့ဒါဘာတူတာလဲဆိုတော့ကျွန်တော်မိဘတွေကျွန်တော်ပေါ်ချစ်တဲ့အချစ်နဲ့သူ့မိဘသူ့ပေါ်မှာချစ်တဲ့အချစ်နဲ့ကအတူတူပဲအဲ့တော့မိဘတိုင်းမိဘသားသမီးကိုချစ်တဲ့အချစ်ပဲအတူတူပဲဘာမှတူတာလဲဆိုတော့ဆုံးမတဲ့နေ့စနစ်တွေကမတူတော့တာကျွန်တော်မိဘတွေဆုံးမခဲ့တာကချုပ်နှောင်ခြင်းတွေမရှိဘူးလွတ်လပ်နဲ့လို့ရွေးချယ်ခွင့်ပေးတယ်ပဲပြောရမှာပေါ့ငါသားမင်းဒီဟာလုပ်ရင်တော့ဒီဟာလေးဖြစ်နိုင်တယ်ဒီဟာလုံးတော့ဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ပုံစံနဲ့မင်းဘယ်ဟာလုံးမှလဲဆိုတဲ့ပုံစံနဲ့ရွေးချယ်ခွင့်ပေးပြီးတော့ကျွန်တော်လွတ်လပ်အဲ့လိုရွေးချယ်ခွင့်ပေးခဲ့တာကျွန်တော်ငယ်ချင်းကအဲ့လိုမဟုတ်ခဲ့ဘူးအဲ့လိုငယ်ကလေးမှမင်းဒါလုပ်မင်းဒါဖြစ်ရမယ်ဆိုတဲ့ပုံစံနဲ့သူ့မိဘတွေအုပ်ချုပ်ခဲ့တော့မိဘနဲ့လွတ်သွားတဲ့အချိန်ဝေးသွားတဲ့အချိန်ကျတော့လမ်းမရောက်သွားတယ်ပဲပြောရမှာပဲအဲ့တော့ကျွန်တော်ဒီဟာကိုပြောတယ်ဆိုတာကကျွန်တော်ကောင်းခဲ့တယ်ကျွန်တော်ဘာညာပါကျွန်တော်ပြောချင်တာမဟုတ်ဘူးအဲ့တော့မိဘတယောက်ဖြစ်လာတဲ့အချိန်ကျရင်ကိုသားသမီးကိုဘယ်လိုအုပ်ချုပ်မှလဲဘယ်လိုဆုံးမှလဲဆိုတာကိုကျွန်တော်သိသိချင်လို့ဒီဗီဒီယိုလုပ်လိုက်တာအဲ့တော့ကျွန်တော်မိဘကြီးလည်းကျွန်တော်ကိုချစ်တာပဲ
ကျွန်တော်တငယ်ချင်းမိပါတယ်ကျွန်တော်တငယ်ချင်းကိုချစ်တာပဲဒါပေမဲ့ချစ်တဲ့ပုံစံချင်းတွေကွာသွားတယ်တချို့ကပြောကြတယ်ဟိုကိုသားသမီးဆုံးမတဲ့နေရာမှာအဲ့လိုစူပေးထိုင်ပေးစနစ်နဲ့ဆုံးမတင်တယ်ပေါ့တခြားပြန်စဉ်းစားကြည့်ရင်ကျွန်တော်မိဘတွေကကျွန်တော်ကိုဟိုစူပေးထိုင်ပေးစနစ်နဲ့ဆုံးမခဲ့ရတယ်မဟုတ်ဘူးပြောရမလဲစူပေးပြီးတော့ဆုံးမတဲ့နီးစနစ်နဲ့ဆုံးမခဲ့တာကျွန်တော်ကိုကောင်းရင်စူပေးတယ်ဟိုမကောင်းဘူးဆိုလဲကျွန်တော်ကိုတခြားစနစ်တကျနားလည်အောင်ကျွန်တော်ရှင်းပြရတဲ့ပုံစံဆုံးမတဲ့ပုံစံနဲ့ကျွန်တော်ဆုံးမခဲ့တာပေါ့အဲ့ဒါကြောင့်လဲကျွန်တော်အခုချိန်ထိလမ်းမရောက်ခဲ့ဘူးလို့ပဲပြောရမှာပဲမိဘတယောက်ကတာသမီဆုံးမတဲ့နေရာမှာနီးမှန်လမ်းမှန်ဖြစ်ဖို့လိုတယ်ဟောလက်ဦးဆရာမိနဲ့ဖာဖြစ်တာကြောင့်ကျောင်းဆရာမတွေထပ်ပို့ပြီးတော့မိဘတွေတာသမီကိုဘယ်လိုကင်တွေရမလဲဘယ်လိုဟိုဆုံးမရမလဲဆိုတာပို့ပြီးတော့နားလည်တင်တယ်ကိုတာသမီကဘယ်ဟာဖြစ်ချင်တာလဲကိုတာသမီကဘယ်ဟာမှာဝါသနာပါတာလဲကိုတာသမီကဘယ်နေရာမှာအားနေရလဲဘယ်နေရာမှာအားတာလဲဆိုတော့မိဘတွေကတိကိုတိတင်တယ်အဲ့တော့ဒီဗီဒီယိုကြည့်နေမိတ်ဆွေတို့ကလည်းအဲ့လိုတနေ့နေ့ကျရင်မိဘတွေလည်းဖြစ်လာနိုင်တယ်ဟိုမိဘတွေဖြစ်ပြီးရတယ်ဆိုရင်လည်းကိုသားသမီးကိုဘယ်လိုကင်တွေရမလဲဘယ်လိုမျိုးဆုံးမရမလဲဆိုတာကိုကျွန်တော်ကသိသိချင်းနေပေါ့နော်အဲ့တော့ကျွန်တော်အခုချိန်ဒီလမ်းမရောက်တာလည်းမိဘတွေရဲ့ကျေးဇူးတွေအများကြီးပါတယ်အဲ့တော့မိဘတွေကျွန်တော်တို့အပြစ်တွေမပြောတင်ဘူးမိဘတွေကိုဘယ်လိုအပြစ်တွေမမြင်တင်ဘူးအဲ့တော့မိဘကျေးဇူးကိုလည်းကျွန်တော်တို့ဆက်လိုက်အောင်ဆက်ရမယ်ပေါ့နော်အဲ့တော့တချို့ကပြောကြလိမ့်မယ်ကျွန်တော်ကမိဘတွေမရှိတော့ဘူးကျွန်တော်အဖေမရှိတော့မင်းမရှိတော့ဘူးပေါ့ဒီလားအဖေကျေးဇူးဆက်ခွင့်မရတော့ဘူးပေါ့သူပြောကြလိမ့်မယ်ဒါပေမဲ့ဟိုကျွန်တော်ထင်ပြောရရင်တော့ပေါ့နော်အဲ့တော့မိဘရှိတာမရှိတာနဲ့မဆိုင်ဘူးအဲ့တော့ကိုမိဘဖြစ်နေခြင်းတဲ့ပုံစံနဲ့ကိုကနေတယ်ဆိုတာလေကိုမိဘကိုကျေးဇူးဆက်တာနဲ့အတူတူပဲပေါ့အဲ့တော့မိဘတွေကလင်းလင်းမမနေနေခြင်းနဲ့ဆိုရင်ကိုကလင်းလင်းမမနေရမျိုးတော့မိဘတွေကကိုသားသမီးကိုလမ်းမမရောက်စေခြင်းမှုဆိုရင်ကိုယ်တိုင်လမ်းမမရောက်နေလိုက်တာလည်းမိဘတွေကိုကျေးဇူးဆက်တာနဲ့အတူတူပဲအဲ့တော့မိဘတွေမရှိတော့လို့ကျေးဇူးမဆက်ရဘူးဘာညာနဲ့ကျွန်တော်တွေးနေတယ်မလို့ကိုမိဘတွေရှိခဲ့တဲ့အချိန်တုန်းကကိုဘယ်လိုပုံစံဖြစ်စေခြင်းလဲအဲ့ဒီပုံစံအတိုင်းကိုကနေမယ်ဆိုရင်လည်းကိုမိဘတွေကိုကျေးဇူးဆက်တာပဲကျွန်တော်ကတလကို300ဝင်တယ်မိတ်ဆွေကတလမှာ10ပဲဝင်ထားလိုက်ဒါပေမဲ့ကျွန်တော်300ဝင်ပြီးတော့မိဘတွေကို350လောက်ပေးနေမယ်ဒါပေမဲ့မိဘတွေကျွန်တော်သိချမ်းသာအောင်မထားဘူးဆိုရင်လည်းမိဘတွေကပြောမှာမဟုတ်ဘူးမိဘကျေးဇူးဆက်ရလည်းမရဘူးအဲ့တော့ဒါပေမဲ့မိတ်ဆွေက10သိန်းမပေးနိုင်လို့မိဘက5သိန်းမပေးနိုင်လို့ဆိုတော့မှမိဘတွေကိုသိချမ်းသာအောင်ထားနိုင်တယ်ဆိုရင်အဲ့ဒါလည်းမိတ်ဆွေကမိဘကိုကျေးဇူးဆက်တာနဲ့အတူတူပဲကျွန်တော်တို့ဘေးနားမှာရှိတဲ့ကျွန်တော်တို့ချစ်တူတွေဟိုကျွန်တော်တို့ရဲ့တငယ်ချင်းတွေကကျွန်တော်တို့ပတ်စံမရှိဘူးဆိုပြီးတော့ထားခင်ထားခင်နိုင်တယ်။ဒါပေမဲ့ဟိုကျွန်တော်တို့ကတစ်လမှ9သိန်းလောက်ဝင်နေဆိုတော့မှ2သိန်းခွဲလောက်မိဘတွေပေးမယ်ဆိုတော့မှမိဘတွေကငါသားလောက်စားနေထိုင်းစားနေတာငါသမီးလောက်စားနေထိုင်းစားနေတာဆိုပြီးတော့ဘဝဝင်ကြီးကိုကြွားကြမယ်မိဘတွေကြည့်ရတယ်။အဲ့တော့ဟိုမိဘတွေကိုကျွန်တော်တို့ကဟိုပတ်စံပေးမှကျေးဇူးဆက်တာမဟုတ်ဘူး။တကယ်ကမိဘတွေစိတ်ချမ်းသာအောင်ကျွန်တော်တို့နေပေးတာကျွန်တော်တို့ပြောပေးတာတွေကလည်းမိဘကိုကျေးဇူးဆက်တာပဲပေါ့နော်အဲ့တော့ကိုယ်နဲ့မိဘတွေဖြစ်လာတဲ့ချိန်ကျရင်လည်းကိုသားသမီးကိုဘယ်လိုဆုံးမရမယ်ကိုကသားသမီးဖြစ်နေပြီဆိုလည်းမိဘကိုဘယ်လိုကျေးဇူးဆက်ရမလဲဆိုတာကိုကျွန်တော်ကသိသိချင်းလို့ပါအဲ့တော့ကျွန်တော်ပြောတဲ့အထက်မှာလိုအပ်ချက်တွေရှိခဲ့ရင်လည်းကျွန်တော်တောင်းပန်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်လုပ်ခဲ့တဲ့အမှားတွေကျွန်တော်လုပ်ရခဲ့တဲ့နောင်တတွေနဲ့ကျွန်တော်သင်ယူခဲ့ရတဲ့သင်ခန်းစာတွေအကြောင်းကိုပြောပြပေးသွားပါမယ်အဲ့တော့ဒီဗီဒီယိုကမိတ်ဆွေတွေလည်းအကျိုးရှိမယ်အဲ့လိုတခြားလူတွေလည်းကျိုးရှိမယ်လို့မိတ်ဆွေအနေနဲ့ထင်နေဆိုရင် friendly လုပ်ပြီးတော့ကူညီပေးကြလို့ရတယ်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်